ရှိတော့လေအုံးရိုင်ပစ္စည်းနာကအုံးရိုင်ညစီမှာစားစားတော့မှဖြစ်ပါတယ်။ဒီခိုင်မိုးဒီကိုဝင်ငါစားချင်ပေါ့နော်။အုံးရိုင်ဒီမှာတော့မှာပါဒီလိုက်ကြည့်ကြအောင်နော်။ရှိအခုရောက်နေတဲ့နေရာကနေပြီးတော့အုံးရိုင်ပစ္စည်းကို20တန်ဘတ်ကားစီးသွားလဲရတယ်ဒါမှမဟုတ်လို့ရှင်30တန်ကားစီးသွားရင်လည်းရပါတယ်အဲ့တော့အခုအိုရှိကဘတ်ကားစီးဖို့အတွက်ဘတ်ကားဂိတ်ကိုတွားရမယ်ပေါ့နော်လမ်းလေးတော့နည်းနည်းရှောက်ရမှာဖြစ်ပါတယ်ဒါတော့အိုရှိဘတ်ကားဂိတ်ကိုလမ်းလျှောက်ပြီးတော့တွားနေရပါအိုရှိသွားတဲ့အချိန်ကညနေဘက်ပေါ့နော်နည်းနည်းတော့မှောင်နေပါပြီဘုံညက်တကားကိုကြော်ပြီးသွားလို့ရှိရင်7ဘက်တကားကိုအနားမှာစီးရမှာပေါ့နော်ဟုတ်ကဲ့အခုရှိမှမြင်တွေ့နေရတဲ့ဘတ်ကားဂိတ်ကနေပြီးတော့ကားဆောင်စီးပြီးတော့မှအုံးရိုင်စီကိုတောင်းမှာပေါ့နော်အိုရှိသွားတဲ့အချိန်ကအလုတ်စင်းတဲ့အချိန်ဖြစ်တဲ့အခါကျတော့ကားအရန်ကျက်တယ်အဲ့ဗီဒီယိုရိုက်လို့မရလို့ဗီဒီယိုတွေမှာတော့ထည့်မပြတော့ဘူးเนาะအခုကတော့အုံးရိုင်စီကိုရောက်လို့ကားပေါ်ကဆင်းလာခဲ့ပါပြီဒါကတော့ကားပေါ်နေစင်းစင်းချင်းမြင်ရတဲ့မြင်ကွင်းပေါ့နော်လမ်းဘေးမှာဈေးတယ်လေးတွေရှိရဲ့အဝတ်စားဆိုင်တွေရှိတယ်ဒါရတော့ဗီဒီယိုဆိုင်တွေဖြစ်မှထင်တယ်အသစ်တွေလျောင်းတဲ့အသေးလေးရှိတယ်အထည်ဆိုင်တွေကတော့အများကြီးပဲအုံးရိုင်ညစီရအုံးရိုင်ပစ္စည်းနဲ့ကက်ရက်မှာရှိပါတယ်အခုလိုမျိုးပတ်စံအိတ်တွေ80နောက်ပြီးရင်ဖုန်း accessory အစုံရှိတယ်စားစရာဆိုင်တွေလည်းအမျိုးမျိုးရှိတယ်အရှိဘိုက်ဆိုင်တွေဆိုအရင်ဆုံးမုတ်သွားစားမှာဖြစ်ပါတယ်ဒါကတော့အရှိစားနေကြဆိုင်တွေပါဒီနေ့ကတော့လူတွေအများကြီးမှအများကြီးပဲအရှိမုတ်စားတိုင်းဒီဆိုင်မှာအေးတောက်တဲ့ဒီဆိုင်ကဘလူးဆိုတာလေးကအရင်တောက်လို့ကောင်းတယ်အရှိအတုတ်တွေစားဆိုတော့ဒီဘလူးဆိုတာလေးတောက်လိုက်လို့ရှိရင်ချက်ချင်းအီပြီးသွားပြီးတော့မှတော်တော်လေးမိုက်ဒါကတော့အရှိစားနေကြရခိုင်မုတ်တီပါအရှိဒီဆိုင်ရောက်ရင်အမြဲတမ်းရခိုင်မုတ်တီရဲ့မွေးငါးရဲ့စားတယ်ဒါတော့အေးဘူးဖောက်ရင်လည်းကျမဖောင်းကနေမိသွားမှကြောက်ပြီးတော့မှမနေကိုထိမ်ပြီးတော့ဖောက်နေရပါတော့နော်ဒီဘလူးဆိုတာလေးကတော့အရက်ကြိုက်တယ်ပြီးတော့သူကလေတခြားဆိုင်နေနဲ့မတူဘဲနဲ့ဈေးလေးလည်းတက်တာတယ်ဒီကတစ်ခွက်မှ25ဘတ်ပဲရှိပါတယ်တော်တော်လေးဈေးတက်နေလို့ပြောရမယ်ပေါ့နော်ဒီမှာဒါကတော့အရှိစားနေကြရခိုင်မိုးတီတုပ်ဖြစ်ပါတယ်ရှင်ရခိုင်မိုးတီတုပ်အရက်ကြိုက်တယ်မိုးဟင်းငါနဲ့ရခိုင်မိုးတီတုပ်နဲ့အရှိရဲ့ favoriteစားကြပါအောင်ရှင်လူရအရင်များလေးကျမဗီဒီယိုရရင်မပြောရဲဘဲနဲ့ရှက်နေရပါတော့ဒါလေးရတော့ဦးရှိတို့နေတဲ့ရက်ကွက်ကကျတော့မြန်မာမရှိဘူးပေါ့နော်ထိုင်းရက်ကွက်မှာနေရဆိုထိုင်းနေကြီးပဲရှိရဲ့အကျတော့အစားအစာဆိုလဲထိုင်းအစားအစာကြီးကွီတီယိုတို့ပါတော့ရှိရပါတော့မြန်မာအစားအစာလုံးဝမရှိဘူးအကျတော့ကြီးတို့ကမြန်မာအစားအစာစားခြင်းနေဆိုလို့ရှိရင်အုံးရိုင်သေးမှလာပြီးတော့စားရတယ်မြန်မာဆိုတဲ့အတိုင်းပဲကျမအစရရလေအတုတ်တီအဲ့လိုချင်းချင်းဆက်ဆက်တွေတအားကြိုက်တာဆိုတော့ကျမဒီထိုင်းရောက်တဲ့အချိန်မှာလေမြန်မာစာပို့ပြီးတော့ငက်တယ်ပို့ပြီးတော့မစားခြင်းနဲ့ပေါ့နော်အဲ့တော့ရှိလို့အတုတ်စားခြင်းနဲ့အချိန်တိုင်းအုံရိုင်စီမှာလာပြီးတော့မစားဖြစ်ပါတယ်ရှင်ဒါလေးကတော့ရခိုင်မုတ်တီကိုမှအရေးလေးနဲ့ပေါ့နော်ပဲကြော်တွေဆိုတာအားကြီးပဲအများကြီးပဲကြည့်ပါဦးပဲကြော်တွေဆိုလည်းအများကြီးပဲထည့်ပေးတယ်ငဖယ်လေးထည့်ပေးဒါလေးကတော့မွန်ဟင်းကားပါမွန်ကားထဲမှာဆိုလို့ရှင်လဲမပြောဦးတွေဆိုတာနဲချင်းပြောဦးတွေဆိုလည်းအများကြီးပဲကြော်ဆိုတာလည်းအများကြီးပဲဒါကတော့ကြက်ဥကတော့အရှိတက်ထက်ပြီးမှစားကျင်လို့ဆိုပြီးတော့ထည့်ခိုင်းတာပေါ့နော်သူထဲမှာတော့မပါဘူးရှင်ကျမအဲ့ဒီတုန်းကလေအရင်စားကျင်လို့သူတို့ဆိုင်ရာမုတ်တီကအစုံစားကျင်တာမလို့မွန်ဟင်းကားတွေရောရခိုင်မုတ်တီအတုပ်ကိုအရေးရောကျမအစုံစားခဲ့တယ်ဒါတော့မှနန်းကြီးတို့ကိုစားကျင်သေးတာကျမဘိုက်ကလုံးဝမဆန့်တော့လို့ပေါ့နော်ပြီးတော့လေဒီဆိုင်မှာကမုံတပွဲဟိုမှာ30ပဲရှိရယ်နန်းကြီးတုတ်တစ်မျိုးပဲ40ကျန်တဲ့မိုးဟင်းကရခိုင်မုတ်တီအရီရောအတုတ်ကောအကုန်လုံး30ပဲရှိရယ်ဈေးကလည်းရမ်းတန်တယ်။ရှိအခုစားပြတဲ့အတုတ်တီအပြင်ကိုတခြားပဲပြားတုတ်တို့ဝက်ကောင်းတုတ်တို့ဝက်သားတုတ်ထိုးခါဆွဲတုတ်တို့ကြာစံတုတ်တို့အဲ့လိုမျိုးတွေလည်းအစုံရပါတယ်ဒီဆိုင်မှာရှိကတော့ကိုကြိုက်တဲ့ဟာလေးပဲမစားဖြစ်ခဲ့ရပါတော့။စားပြီးသွားပြီဆိုရင်တော့ရှိစီးကိုပတ်ပါမယ်။ဒါကတော့အုံးကြီးတို့အုံးတီးတို့နောက်ပြီးတခြားအသီးဖြော်ရည်မျိုးစုံလည်းရပါတယ်။လို့ရှိရင်အဲ့လို accessory လေးငကက်လေးဆွဲကြိုးလေးတွေလည်းရောင်းတယ်အစားအစာဆိုလည်းအစားအစာအစုံမဲ့ဒါတော့ရေမွေးလေးတွေရောင်းတဲ့နေရာပြီးလို့ရှိရင်ဖုန်းကာဘာကြီးပေါ့နော်မကွဲကပ်ပေးရာကြီးဖုန်းပြင်ဆိုင်တွေလည်းရှိရယ်ဒီလိုမျိုးအထည်ဆိုင်တွေဆိုတာလည်းအများကြီးပဲရှိတယ်ညဘက်ဆိုတော့သူကမီးအလှဆင်ထားတော့ပို့ပြီးတော့မှလှရပေါ့နော်အပင်လေးလိုပဲသူကလုပ်ထားပြီးလို့ရှိရင်အထောင်းဆိုင်နေပြီးရင်ပင်လယ်စားဆိုင်နေအကင်ဆိုင်နေလည်းရှိရယ်ဒါလေးကတော့စီဖူးဆိုင်လေးပဲဖြစ်ပါတယ်
စားလဲစားပြီးဈေးမှာလည်းကျွန်မပတ်ပြီးသွားပြီပေါ့နော်အကျိုးအခုကတော့အိမ်ပြန်တော့မှာပဲဖြစ်ပါတယ်ဒီအုံးရိုင်ညာစီနဲ့ကိုင်းရမှာအုံးရိုင်ပစ္စည်းလည်းရှိရဆိုတဲ့အခါကျတော့ရှိကအုံးရိုင်ပစ္စည်းကဝတ်စုံလည်းမဖြစ်မနေတော့ရပါတယ်ပေါ့နော်အခုကြည့်နေတဲ့သူတွေလည်းကိုနေတဲ့နေရာနဲ့ဒီအုံရိုင်စီနဲ့နီးရဆိုလို့ရှိရင်ဒီအုံရိုင်စီကအစားတောက်တွေကိုလာစားကြည့်ကြပါလို့ပြောချင်ပါတယ်။ဘာလို့လဲဆိုတော့အုတ်ရှိလိုမျိုးမြန်မာစားစာငတ်နေတဲ့တွေလည်းရှိမယ်လို့တွေးမိလို့ပါနော်။ဒီစီမှာမုံစားရတာစားလို့လည်းအရင်ကောင်းနေစီလည်းအရင်တက်ပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်တဲ့ဗီဒီယိုမှာပြန်ဆုံကြပါမယ်နော်။အားလုံးပဲတတား